အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးထဲမှာတော့မြမယူရာတကြံအကောက်ကို 3D ကတ်တွန်းကာရိုက်တာနဲ့ဖန်တီးနည်းကိုပြပြပြီးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးကတ်တွန်းကာရိုက်တာနဲ့ကနေတဲ့ပုံလေးရအောင်လို့ဂျမန်တိုင်းမှာပုံအရင်သွားထုတ်ပါမယ်ပုံထုတ်ရမယ်စာသားပရွန်လေးကိုဒီဗီဒီယိုလေးအောက်နားမှာချထားပေးပါမယ်အခုဆိုရင်ပုံလေးရလာပါပြီဒီပုံလေးကိုစိတ်ထားလိုက်ပါမယ်ရလာတဲ့ကတ်တွန်းပုံလေးတွေကိုကနေတဲ့ဗီဒီယိုလေးတွေဖန်တီးလို့ရအောင်ပရွန်ရေးခိုင်းပါမယ်ပရွန်ရေးခိုင်းဖို့အတွက် ChatGPT Gemini ကြိုက်တဲ့ website နဲ့ရေးခိုင်းလို့ရပါတယ်ကျွန်မကတော့ ChatGPT ကိုပဲပရွန်ရေးခိုင်းလိုက်ပါမယ်ChatGPT ကိုဒီကတ်တွန်းပုံလေးတွေကိုပြပြီးတော့ဒီလိုမျိုးမြန်မာလိုရေးမှာပရွန်လေးရေးခိုင်းလိုက်ပါမယ်ဒီကတ်တွန်းကောင်မလေး3ယောက်ကမြန်မာရိုးရာရင်းအကနေတယ်ပြီးသွားလို့ရှိရင်လက်တွေကအညီညာခေါင်းတွေကညိတ်နေတယ်ပြီးသွားလို့ရှိရင်ခြေထောက်လေးတွေကရှေ့ထိုးနောက်ဆုတ်လုံနေတယ်အဲ့လိုမျိုးလေးတွေကိုမှမြန်မာလိုcomment ပေးပြီးမှပရွန်ရေးခိုင်းလိုက်ပါမယ်ပြီးရင်လည်းအဲ့လိုပုံစံမျိုးကိုပဲပရွန်3ခုပေါ့နော်ကန်ခွက်3ခုကိုမှပရွန်3ခုကိုထုတ်ခိုင်းလိုက်ပါမယ်ဗီဒီယိုဖန်တီးဖို့အတွက်ပရွန်လေးတွေလည်းရလာပြီဆိုတော့ကျမတို့ပုံရရင်မှာကားတဲ့ဗီဒီယိုပြောင်းတဲ့နည်းကိုဆက်ပြီးသွားပါမယ်ပုံရရင်မှာကားတဲ့ဗီဒီယိုကိုဖန်တီးဖို့အတွက် Google Chrome browser ကိုသွားလိုက်ပါမယ်ရှာပါးရမှာ Luma Dream Machine AI လို့ရိုက်ရှာလိုက်ပါမယ်ဒီအပြာရောင် logo လေးနဲ့ website လေးတွေဝင်လိုက်ပါမယ်အကောင့်သစ်ဖွင့်ဖို့အတွက် login ကိုနှိပ်လိုက်ပါမယ်ဒီအပေါ်ဆုံးက Continue with Google ကိုနှိပ်ပြီးတော့ကိုရှိတဲ့ Gmail account email account တစ်ခုနဲ့ကိုအများနဲ့သုံးမဲ့ Gmail account email account တစ်ခုနဲ့ join လိုက်ပါမယ်ဒီ website လေးတွေဝင်မယ်ဆိုရင်တော့ VPN လေးခံထားဖို့လိုပါတယ်ဒီနေရာလေးမှာကိုကားတဲ့ဗီဒီယိုပြောင်းချင်တဲ့ပုံလေးကိုထည့်လိုက်မယ်ဒီနေရာလေးမှာတော့ Pro စာသားလေးထည့်ပါမယ်ခါတိုင်းတော့ဒီ website တွေကိုဝင်လို့ရှိရင် coin 20 free ပေးတယ်ပေါ့နော် coin 20ဆိုရင်2ပုတ် free ရတယ်ဒါမဲ့ဒီအခုနောက်ပိုင်း website သုံးတာများတဲ့လူတွေများလာတော့ကြတော့သူက coin ကိုမပေးတော့ website မှာမပေးတော့ဒါမဲ့ application မှာတော့ပေးတယ်အဲဆိုတော့ application ကို download လုပ်ပါမယ်ဒီအပေါ်နားက download ကိုနှိပ်လိုက်ပါမယ်ဒီ website လေးကို Play Store မှာလည်းအလွယ် download လုပ်လို့ရပါတယ်ဒီ vid လို့ရိုက်ရှာလိုက်ပါဖုန်းထဲရောက်လာတဲ့ဒီ app လေးကိုဖွင့်လိုက်ပါမယ် Continue with Google ကိုနှိပ်ပြီးကိုအမြဲသုံးမဲ့ Gmail account email account နဲ့ join လိုက်ပါမယ်ကိုမှရှိတဲ့ Gmail account နဲ့လည်း sign up လုပ်သွားပြီဆိုရင် account သစ်လေးဖွင့်ပြီးသွားပါပြီသူက account သစ်ဖွင့်လို့ရှိရင်20 coin ကို free ပေးပါတယ်20 coin ဆိုရင်ဗီဒီယို2ပုတ်ထုတ်လို့ရပါတယ်ပုံရရင်မှာကားတဲ့ဗီဒီယိုပြောင်းမှုအတွက် image to video လေးကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာကျမတို့အစောကထုတ်ခဲ့တဲ့ပုံလေးကိုထည့်လိုက်ပါမယ်ဒီနေရာလေးမှာတော့ကျမတို့ ChatGPT ကိုရေးခိုင်းထားတဲ့ prompt လေးကိုထည့်လိုက်ပါမယ်အားလုံးပြီးသွားရင်ကတော့ဒီအောက်က create ကိုနှိပ်လိုက်ပါမယ်အခုဆိုရင်ကားတဲ့ဗီဒီယိုလေးဖန်တီးနေပါပြီခဏလေးစောင့်ရပါမယ်ဒါလေးကတော့1မိနစ်ရရင်3မိနစ်ကြာတော့ကြာတတ်ပါတယ်ကားတဲ့ဗီဒီယိုလေးရလာပါပြီဗီဒီယိုလေးကိုတစ်ချက်ထောက်ကြည့်ပါမယ်ဒီဗီဒီယိုလေးကိုစိတ်ထားခြင်းရင်ဒီဗီဒီယိုရဲ့အောက်နားလေးကဒီ download ခလုတ်လေးကိုနှိပ်လိုက်ပါမယ်နောက်ထပ်ကားတဲ့ဗီဒီယိုတွေကိုလည်းဒီနီးလန်းအတိုင်းလေးပဲဆက်ပြီးထုတ်သွားလိုက်ပါမယ်ဗီဒီယိုလေးတွေလည်းရလာပြီဗီဒီယိုထဲမှာတခြင်းအတန်လေးတွေထည့်ဖို့အတွက်ကျမတို့ InShot application ကိုသုံးပါမယ်ဗီဒီယိုနှိပ်မယ် new တွေကမှာကိုအစောကထုတ်ခဲ့တဲ့ကားတဲ့ဗီဒီယိုလေးတွေကိုပေါင်းဖို့အတွက်အဲ့ကားတဲ့ဗီဒီယိုလေးတွေကိုပဲရွေးလိုက်ပါမယ်
ဗီဒီယိုလေးတွေလည်းရလာပြီဒီဗီဒီယိုရဲ့အောက်နားလေးက inshoot ဆိုရဲ့ watermark လေးကိုဖျောက်ချင်ရင်အဲ့ဟာလေးကိုတစ်ချက်ထိလိုက်ပါမယ် free remove ကိုနှိပ်ပြီးတော့ watermark ကိုဖျောက်လို့ရပါတယ်inshoot ရဲ့ watermark လည်းဖျောက်ပြီးပြီနောက်ထပ်ကားတဲ့ဗီဒီယိုမှာပါတယ် DVAI ရဲ့ watermark ကိုလည်းထပ်ဖျောက်ပါမယ်ဗီဒီယိုတစ်ချက်ထောက်ပြီးသွားလို့ရှိရင် crop လေးကိုနှိပ်ပြီးတော့ကိုမလိုချင်တဲ့အပိုင်းလေးကိုဖြတ်ထုတ်လိုက်ပါမယ်နောက်ကဗီဒီယိုလည်းဒီပုံစံတိုင်းပဲဗီဒီယိုတစ်ချက်ထောက်မယ်ပြီးရင် crop ကိုနှိပ်ပြီးတော့ကိုမလိုချင်တဲ့အပိုင်းကိုဖြတ်လိုက်မယ်ကိုမလိုချင်တဲ့ watermark တွေလည်းဖြတ်ပြီးသွားပြီဆိုရင်ဗီဒီယိုမှာတချင်းလေးထည့်ပါမယ်ကျမကတော့TikTokထဲသွားပြီးတော့တချင်းသွားရွေးပါမယ်ကိုကြိုက်တဲ့တချင်းလေးကိုတွေ့ရင် download လုပ်ခဲ့လိုက်ပါမယ်နောက်ခံတချင်းထည့်ဖို့အတွက် audio ထဲက music ထဲက from video လေးကိုရွေးလိုက်ပါမယ် from video ထဲကကိုအစောက download လုပ်ခဲ့တဲ့ video လေးကိုနှိပ်လိုက်ပါမယ်အခုဆိုရင်တချင်းလေးက video လေးထဲရောက်လာပါပြီတချင်းလေးရရှိနေတယ်ဆိုရင်တချင်းလေးကိုတစ်ချက်ထောက်ပြီးတော့ separate နှိပ်ပြီးတော့ delete နှိပ်လိုက်ပါမယ်ဒီဗီဒီယိုလေးရသွားပြီဆိုရင် export ထုတ်ဖို့အတွက်ဗီဒီယိုရဲ့အပေါ်တောင်နားလေးက export ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အားလုံးပဲလိုက်လုပ်ကြည့်ပြီးအဆင်ပြေကြမယ်ထင်ပါတယ်နားမလဲတာမလုပ်တတ်တာမရှင်းတာရှိလို့ရှိရင် Page Messenger မှာပြန်လာမေးလို့ရပါတယ်